ဗုဒ္ဓနဲ့မွေသူအလုံးမင်္ဂလာပါ2026စက်တင်ဘာလ1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်ရည်မှန်းချက်တွေအောင်မြင်မယ်ခက်ခဲတဲ့ကိစ္စတွေဖြေရှင်းနိုင်မယ်အစစ်စစ်ပြောင်းလဲနေသောဖြစ်ရပ်တွေနဲ့တိုးတက်တဲ့ကံကြမ္မာတွေဟာကိုယ့်ရဲ့ဘဝရဲ့နှစ်သာရကိုဖြစ်ပေါ်စေတယ်လူမျိုးကွဲအကျိုးပေးမယ်အမေဖွားတော်ကျမ်းမာရေးထူကြမယ်ခီးသွားလာများမယ်ပစ္စည်းပြောက်ရှာပြုဆက်ရမယ်ရန်တိုက်ခံနေရှင်ပြီးမှအစဉ်ပြေမယ်တရနေ့မှာကောင်းသောကံပြောင်းလဲတဲ့တိုးတက်မှုတွေရှိလာမယ်ရဝေးကကောင်းသောသတင်းစကားကြော်မယ်2ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းကြော်မယ်3ရက်နေ့မှာရန်တိုက်ခံနေရှင်ပြီးလောက်ရမယ်4ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွေရည်တွေကိုရရှိပြီးတော့ဘဝတိုးတက်မှုကိုဖန်တီးနိုင်တယ်5ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲပြခြင်းငွေကြေးကံကောင်းခြင်းဘဝတိုးတက်ခြင်းရှိမယ်6ရက်နေ့မှာမေကောင်းဆွေကောင်းထောက်ကူရခြင်းနဲ့အစစ်မြင့်သောဘဝကိုရရှိမယ်9ရက်နေ့မှာအပြိုင်ဆိုင်အလုံးကိုကြော်ပြီးမိမိလိုရာဆန္ဒနဲ့အနှစ်သာရအလုံးပြေဝအောင်ဖန်တီးနိုင်ခြင်းအကျိုးပေးခြင်းသဘာဝကိုရရှိပါလိမ့်မယ်ဇာတပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တင်းနဲ့တင်းလာမွေးသူများကြောင့်စိတ်နှောက်ယှက်ဖြစ်မယ်နှစ်ခုကိုကနနေ့ကျိုးပေးပါတယ်အစင်းရောင်ပြာရောင်မိခိုးရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးလိုရှိရာကိစ္စဆောင်ရွက်ပါတပြေညွန့်တညွန့်ကိုမွေးနှံသာဖြစ်ပြန်အမြင့်တညာတင်ပြီးလိုရာဆူတောင်းရင်ဆူတောင်းပြပါမယ်ကျေးဇူးတင်ပါတယ်